ကျွန်တော်တို့ရဲ့ရေကုန်တန်တိကိတာဖွဲ့မှာကျွန်တော်ရဲ့ဒီဆိုဆရာကိုချက်ကိုရာရက်ဆက်တည်ကုန်းထားတဲ့နောက်တွေကသစ္စာဆိုတဲ့သချင်းလေးကို KB ဆရာကိုမင်းနဲ့တွေ့ဖက်ပြီးတော့ကျွန်တော်အလွမ်းသမားလေးမုန်းမေအောင်နေပြီးတော့ဒီဆိုဖြုံရပေးနေပါတယ်ခန်းစားပေးပါဦး